အားလုံးပဲမင်္ဂလာပါဗျာအာကိုင်စီကရာနေတကယ်ချင်းတို့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ခမဲ့ဝရတန်ရှေခံဒီကနေ့လေးကကျွန်တော်ချိမှတင်ပေးခဲ့တာ lesson 30ရှိပါပြီပေါ့နော်အခုတခါကျွန်တော် lesson 31ရဲ့သင်ခန်းစာလေးကိုတကယ်ချင်းတို့လေ့ကျင့်ရမှာဖြစ်ရပေါ့နော်အခုတခါကျွန်တော် lesson 31မှာဗာလေးကျွန်တော်သင်မလဲဆိုလို့ရှိရင်နောက်ထပ် pattern တစ်ခုကိုထပ်ပြီးတော့သင်မှာဖြစ်တယ်ပေါ့နော်ကျွန်တော် country pattern ပေါ့နော်ရှိမှကျွန်တော် country pattern တစ်ခုကိုကျွန်တော်သင်ပေးခဲ့တယ်အခု31မှာလည်းကျွန်တော် country pattern နောက်ထပ်တစ်ခုကိုထပ်ပြီးတော့သင်ရမှာဖြစ်တယ်ပေါ့နော်ဒီ pattern လေးတွေကကျွန်တော်အသုံးများဆုံး pattern လေးဖြစ်တယ်ပေါ့နော်ဒါလေးတွေကိုကျွန်တော်အသုံးများဆုံး pattern လေးတွေကိုကျွန်တော်သင်ပေးမှာဖြစ်ပါတယ်ကျွန်တော်ရှိမှလေ့ကျင့်ခဲ့တဲ့ข้อ10ခုနဲ့ပေါ့နော်ကျွန်တော်ရှိမှသင်ပေးခဲ့တဲ့ข้อ10ခုနဲ့ပဲလေ့ကျင့်ရမှာဖြစ်ပါတယ်တို့ C E minor F G တို့ E A minor D minor D ပြီးရင် B minor ပေါ့နော်ဒီข้อ10ခုနဲ့ကျွန်တော်တို့ဒီ country pattern လေးကိုလေ့ကျင့်ရမှာဖြစ်ပါတယ်အရှိမ lesson 30မှာလေ့ကျင့်ခဲ့တဲ့ country pattern လေးကတော့1 2 3 4ကျော်ဖိုးတိုင်ပဲပေါ့နော်1 2 3 4ပထမဆုံး1မှာအပေါ်ကျိုးလေးကိုပဲဦးစားပေးပြီးတီးမယ်နောက်ထပ် n မှာကျတော့ကျွန်တော်တို့အောက်ကကျိုးလေးကိုပဲဦးစားပေးပြီးတီးမှာဖြစ်တယ်ပေါ့နော်အခုတင်မဲ့ကျွန်တော်31မှာကျတော့ဒီ 4n နေရာမှာကျွန်တော် 4en နောက်ထပ်တစ်ခုထပ်ပြီးတော့တိုးရတယ်ပေါ့နော်ဒီလိုလေးဖြစ်မယ်ကျွန်တော် 4n နေရာမှာ3ချက်ဖြစ်သွားတယ် 1n မှာ2ချက်ကျွန်တော်ဒါလေးကိုကျွန်တော်တီးပြမယ်ဒါ C ကိုကန်ရတာပေါ့နော် 1 2 3 ချက်ပေါ့နော် 4en မှာ 4en 3ချက်ဖြစ်သွားတာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်လည်းဒီတကယ်ချင်းလေးလေ့ကျင့်ရမှာဖြစ်ပါတယ်ဒါလည်း country pattern လေးဖြစ်တယ်ပေါ့နော်ဒီလိုပုံစံလေးဖြစ်မှာပေါ့နော်1 2 လေးကိုကျွန်တော်တို့တူတူကျွန်တော်တို့လေ့ကျင့်ရမှာဖြစ်ပါတယ်ဒါ country pattern 2ပေါ့နော်ကျွန်တော်ရှိမှသင်ခဲ့တာ country pattern 1အခုကကျတော့2ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီအသုံးအများဆုံး pattern လေးတွေဖြစ်တယ်ပေါ့နော်ဒါလေးတွေကိုကျွန်တော်သင်ပေးခြင်းဖြစ်ပါတယ်ဒါလေးကိုကျွန်တော်လည်းကျွန်တော်ဒီ course 10ခုနဲ့လေ့ကျင့်မှာပေါ့နော်ဒါလေးကိုကျွန်တော်တို့လိုက်တီးပါတန်ဖိုးကျွန်တော်80လောက်ဖွင့်ထားမှာပေါ့နော်80လောက်ဖွင့်ပြီးကျွန်တော်လည်းအသေးလေးလိုက်တီးကြမယ်ဒါလေးသင်ခြင်းလေးလိုက်ကြည့်အောင်1 2 3 4 1 and 2 and 3 and 4 and 1 and 2 3 and 4 and 1 and 2 and 3 and 4 1 and 2 and 3 4 and 1 and 2 and 3 and 4 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 1 and
တော့ကျွန်တော်ခေါ်ဆက်ကူနဲ့တန်ဖိုး80ဖွင့်ပြီးတော့လေ့ကျင့်သွားဖြစ်တယ်နော်ဒါတန်ဖိုး80ကိုကျွန်တော်ကြီးရများနေမြန်နေသေးတယ်ပေါ့နော်တင်ချင်းတို့ကဟို60လောက်နဲ့တီးလဲအဆင်ပြေပေါ့နော်တင်ချင်းတို့ကတန်ဖိုး60လောက်နဲ့ပဲလေ့ကျင့်မှတဖြည်းဖြည်းနဲ့ကျွန်တော်မြန်သွားလို့ရတယ်နော်ဒါလေးကိုကျွန်တော်တဖြည်းဖြည်းနဲ့မြန်သွားမယ်ဆိုလို့ရှိရင်1 2 3 4 1 2 3 4 1 2 3 4 အဲ့လိုလေးပေါ့နော်ကျွန်တော်တဖြည်းဖြည်းနဲ့ကန်တိပတ်တန်လေးကိုပို့ပြီးတော့ကျွန်တော်တန်ဖိုးလေးကိုမြင့်ပြီးတော့မြန်သွားလို့ရပါတယ်ဒါတကယ်ချင်းလေးကိုကြတော့ကျွန်တော်အတင်းလေးပဲတီးပြပြီးတာဖြစ်ပါတော့ဒါလေးကိုလေ့ကျင့်ပြီးတာပါကျွန်တော်နောက်ထပ်လက်ရှင်30နှစ်မှကျွန်တော်ဗာလေးထပ်တင်မယ်ဆိုတာတကယ်ချင်းနဲ့ပြန်ပြီးတော့တွေ့ကြမယ်တကယ်ချင်းတွေအားလုံးအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်